Hello အားလုံးမင်္ဂလာပါတူရင်ချစ်သူတို့ဒီခါကတော့ကျွန်တော်ချမ်းကိုပြန်လဲရောက်ရှိပြီပေါ့နော်အခက်ခဲကြားတဲ့ပေါ့အခက်ခဲကြားဆိုတော့ကလမ်းပတ်ဆက်သွယ်ရေးပေါ့လမ်းပိတ်လို့ဖွင့်လိုက်နေပြန်မလာဖြစ်ဘူးအခုပြန်လာတဲ့ခါမှာကျွန်တော်တူရဲ့ဒီတော့အနေထားရနေပါပြီဟိုးမအိုးမိုင်နော်ချစ်လိုက်တာကွာဒီမှာတကယ်လေးဒီမှာပုံ3လုံးဒီမှာ4လုံး5လုံး1လုံးဆက်တော့ဒါဒီနေ့စမ်းအသီးစမ်းယူရပါတော့အသီးအနေထားကိုကျွန်တော်ပြတာပါအခုတော့ကက်ကြီးပါတယ်ဒီမှာလီကပါတယ်ပြီးရကျိုးပါတယ်ဗောနော်ဒါတော့အသီးကိုကျိုးချီဖို့ပေါ့နော်ဒါလေးညီကောင်မမတို့ပြောချင်တာပါနော်โอเคမိုင်နော်ဒီကောက်ဆို1ကီလို2ကီလိုလောက်ရှိပြီဗောနော်2ကီလိုလောက်ရှိပြီအလုံးကြီးအလုံးမိုက်ဒါမော်ထောင်းပါနော်ဒီမှာ okay thank you ပါ